အားလုံးပဲမင်္ဂလာပါခရီးကတော့ကျွန်တော်စာအုပ်ချောင်းလေး review လုပ်မှာမဟုတ်ဘူးခရီးမှာကျွန်တော်ပြပြမယ့်အကြောင်းအရာတော့ကျွန်တော်မြန်မာနိုင်ငံမှာဖိတ်ခေါ်ပေးလာရောက်ခဲ့တဲ့ match 28ရဲ့ 7.7 reach task ရှိတဲ့ငနေတစ်ခုကစကိုင်းမျိုးကိုဗဟုပြုပြီးတော့မှလုတ်ခတ်သွားတယ်အဲ့တော့အဲ့အချိန်မှာငလင်ဘေးကိုအဓိကခံစားလိုက်ရတာစကိုင်းမန္တလေးအပါအဝင်အဲ့စကိုင်းပြည့်ယူကျော်မှာတည်ရှိနေမျိုးတော်တော်များများကထိခိုက်ပျက်စီးကုန်တယ်အဲ့ဒီထဲမှာဂျော်ဒီမချင်မတ်ထားပဲထပ်ပြီးတော့မှပါဝင်လာတာကရှမ်းပြည်ကအေးလေးကန်ရေးပြီးမှတည်ရှိနေရွာတော်တော်များ90ရာခိုင်နှုန်းသောရွာတွေဒီပျက်စီးကုန်တယ်အဲ့တော့အဲ့ရွာတွေထဲမှာကျွန်တော်ဒီဘေးရွာတွေပါလေဘာတွေဖြစ်နေတာလဲဒီဗီဒီယိုမှာကျွန်တော်ပြပြမယ်အဲ့တော့ဒီကျွန်တော်ဒီသတင်းပြရချင်မယ်ကျွန်တော်ဒီ April လ1ရက်နေ့မှာကျွန်တော်အနည်းဆုံးနေရာဖြစ်တဲ့အေးလေးကန်ကျွန်တော်သွားခဲ့တယ်အဲ့မှာကျွန်တော်ဒီထိတ်ဆုံးစရောက်တော့နမ်ပန်ဈေးမှာရှိတဲ့လေဆိပ်ကနေမှအစင်ကျွန်တော်ဒီပေါက်ပေါင်းထိတ်ဆုံးစရောက်တယ်အဲ့ဒီကျွန်တော်စုပေါင်း4ရွာရောက်ခဲ့တယ်ကျွန်တော်ကိုယ်တိုင်လူတာတော့မဟုတ်ဘူးကျွန်တော်ဒီအလူတန်းမဲ့အဖွဲ့တစ်ခုနဲ့ကျွန်တော်တွားပြီးတော့မှပူပေါင်းရင်းနဲ့ကျွန်တော် volunteering လုပ်ခဲ့တာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ထိတ်ဆုံးဆိုင်ရောက်တဲ့ရွာပေါက်ပါကတော့ကျွန်တော်ဒီနမ်ပန်ဆက်လေးစိနဲ့အနီးဆုံးရွာဖြစ်တယ်အဲ့တော့အဲ့ရဲ့ရွာကတော့ဒီကျွန်တော်တို့ထောက်ပံ့ဖို့အလွယ်ကူဆုံးရွာဖြစ်တယ်နောက်ထပ်တစ်ရွာဒီကျွန်တော်ကြာတော့ကတော့ဒီရွာရဲ့60ရာခိုင်နှုန်းနဲ့90ရာခိုင်နှုန်းလောက်ကြာကပျက်စီးကုန်တယ်နောက်ထပ်တစ်ရွာကတော့ကျွန်တော်ဒီဇရက်ကြီးကတော့90နဲ့80ကြာမှာပျက်စီးတယ်ပျက်စီးမှုရှိတယ်နောက်ထပ်တစ်ရွာကတော့ကျွန်တော်ဒီကီလာရွာကတော့အဆိုးရွာဆုံးပဲကျွန်တော်သွားခဲ့တဲ့ရွာလေးရွာထဲမှာသူကတော့အထိခိုက်မှုအများဆုံးရွာလို့ကျွန်တော်မြင်တယ်ကျွန်တော်ရွာရဲ့90ရာခိုင်နှုန်းဒီပျက်စီးကုန်တယ်အမှကျွန်တော်ဘာတွေပျက်စီးကုန်လဲကြီးတဲ့စီပီခန်းတွေပြီးတော့ဒီကျွန်တော်ဒီဘုံကြီးကျောင်းတွေအိမ်တွေစားတောက်ဆိုင်တွေတော်များပျက်စီးကုန်တယ်လူနေအိမ်တွေကတော့ဒါကျွန်တော်ရစရာမရှိအောင်ပျက်စီးကုန်တဲ့အိမ်တွေတော်တော်များတယ်လူနေလို့မသိလောက်အောင်ပျက်စီးသွားတဲ့အိမ်တွေတော်တော်များတယ်အဲ့ဒီတော့အမှကျွန်တော်ဒီထိခိုက်ခံစားရတဲ့ဒီဒေတာခံတဲ့ဘယ်လိုပုံစံမျိုးနဲ့နေရလဲဆိုလို့ရှိရင်ကျွန်တော်ဒီပေ200လောက်ပဲရှိတဲ့ကုန်းမြေလေးပေါ်မှာသူတို့ဒီတဲထိုးပြီးနေတယ်တဲဆိုပေမဲ့မှဒီကျွန်တော်အကာတွေမပါဘူးအပေါ်ကဒီကျွန်တော်မိုးကာလောက်လေးနဲ့ပဲမိုးပြီးတော့မှရှင်းတန်နေထိုင်ကြရတယ်အဲ့တော့အမှကျွန်တော်နေမီဒေတာခံနေဦးစီးဦးဆောင်လုပ်နေတဲ့ဒီ brighter အဖွဲ့တွေကပြောပြဖို့အရာတော့အမှကျွန်တော်လိုအပ်နေတာစံနေစီတွေဆွဲ6တွေအပြင်ကမှထပ်ပြီးတော့မှလိုအပ်နေတာကျွန်တော်ဆက်ပြားတွေလိုအပ်နေတာဆက်ပြားတွေအမျိုးသမီးလားစင်တော့ပစ္စည်းတွေပြီးတော့နောက်ထပ်ဒီကျွန်တော်ဆေးဝါးတွေနောက်တစ်ခုကခြင်ဈေးကွေတွေလိုအပ်နေတယ်ပြီးတော့မှခြင်နိုင်ဈေးအဲ့ဒါတွေအများအပြားလိုအပ်နေတယ်စောနာအစားတောက်တွေအတူတူပဲဘာကြောင့်လဲဆိုတော့ဒီကျွန်တော်မတန့်ရှင်းတဲ့ရေတွေမတန့်ရှင်းတဲ့ဒီကျွန်တော်အိုးခွက်ပကံဒီနဲ့စားတောက်ပြီးအဲ့ဒါတွေပဲဖန်နေရတဲ့အောင်သုံးနေမယ်ဆိုလို့ကျွန်တော်ဝမ်းပြက်ဝမ်းလျှော်ယောဂမဖိတ်ခေါ်ပဲရောက်လာပါမယ်နောက်တစ်ခုကကျွန်တော်ခြင်ကြိုက်ခံရတာများလာပြီဆိုလို့ရှိရင်ခြင်ကနေမှတဆင့်သေးလာတဲ့ယောဂပုံပွားတွေအများကြီးပဲမှကြီးကျွန်တော်တွင်းတုပ်ခွေးတို့ပုံစံမျိုးတွေစင်တုပ်ခွေးတွေငှက်ဖျားယောဂတွေစားတဲ့အရာတွေကျွန်တော်အများကြီးဖြစ်နိုင်တယ်ကျွန်တော်အနေနဲ့အမှထပ်ပြီးတော့မှလိုအပ်နေတာအစားတောက်တွေပြင်နေမှာဆေးဝါးတွေနောက်ပြီးတော့မှဒီကျွန်တော်ချင်းနိုင်ဈေးတွေချင်းအောင်တွေလိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုထပ်ပြီးတော့မှလာလူမဲ့အလူရှင်တွေကိုလည်းကျွန်တော်သိစေချင်တယ်ကျွန်တော်အေလီကန်ဒေတာကိုတွားရောက်လူတန်းချင်းနဲ့ညီချင်းနဲ့ဆိုတဲ့ပုံကိုယ်တွေအသင်းအဖွဲ့တွေအနေနဲ့ဒီကျွန်တော်မြေပြင်မှာတကယ်ကွင်းစင်းဆောင်ရနေတဲ့အဖွဲ့တွေနဲ့ကြိုတင်လေ့လာချိတ်ဆက်ပြီးတော့မှလူတန်းမှာပြီးတော့မှတကယ်ထိရောက်တဲ့ပစ္စည်းမျိုးတွေနောက်ပြီးတော့မှကျွန်တော်ဒီတကယ်လိုအပ်ချက်ရှိနေတဲ့ရွာတွေကိုတွားရောက်ပြီးတော့မှလူတန်းမိပါလို့ကျွန်တော်ဒီနေရာနေမြေတားရက်ခံခြင်းနဲ့အဲ့တော့အားလုံးကျေးဇူးပါ